Kevin De Bruyne ပြီးတဲ့နောက်ထပ်မန်စီကစားမတယောက်ကိုခေါ်ဖို့အတွက်ကြိုးစားလာတဲ့နာပိုလီအားလုံးပဲမင်္ဂလာပါခင်ဗျာတောချန်အိုင်ဘက်ကိုရှိကိုနဲ့ Five Mix Agent ကနေကြိုဆိုလိုက်ပါတယ်နာပိုလီတင်းကတော့တကယ်ကြမ်းနေပါပြီနောက်ဆိုရင်နာပိုလီကစီးရီးမှာတုံအသင်းရှင်တိုင်းမလွယ်ကူတဲ့အသင်းဖြစ်လာတော့မှာပါဒါပြင်ဥရောပမှာလည်းဒီထက်ပိုမြင်ပါတဲ့ရက်တီမှုမျိုးတွေတော့မှရလာနိုင်ပါတယ်လက်ရှိမှာတော့ကွန်တီကသူ့ရဲ့နာပိုလီနီးပြဘွားပထမဆုံးညာဒီမှာပဲနာပိုလီကိုစီးရီးချန်ပီယံဖလားရယူပေးနိုင်ခဲ့ပြီးတဲ့နောက်နာပိုလီကလည်းကွန်တီကိုထောက်ပံ့ပေးတဲ့အနေနဲ့ထိပ်တန်းစားမတွေကိုခေါ်ယူဖို့ကြိုးစားနေပါတယ်အဲ့လိုမလုပ်ပေးလို့လည်းမရပါဘူးနာပိုလီဘက်ကသူ့ကိုဘာတစ်ခုမှထောက်ပံ့ပေးတာမျိုးမရှိဘူးလို့ကွန်တီကမီဒီယာတွေကတဆင့်ထုတ်ဖော်ပြောကြားခဲ့တာကြောင့်ပွဲဖြစ်ခဲ့ကြပါသေးတယ်။ယာယီသိမ်းချိန်ပြီးမှတော့ကွန်တီနဲ့နာပိုလီရဲ့အကြားမှာမြန်တဲ့ချင်းဆိုင်တွေးဆုံဆွေးနွေးပြီးတော့ပြေလည်မှုရရှိသွားပါတယ်။ဒါကြောင့်ခုဆိုရင်နာပိုလီကကွန်တီအတွက်ထိပ်တန်းစားမအသစ်တွေကိုခေါ်ယူပေးဖို့အတွက်ကြိုးစားနေပါပြီ။ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကနာပိုလီကမန်စီကနေအလွတ်နဲ့ထွက်ခွာလာတဲ့ကီဗင်ဒီဘရိုင်းကိုခေါ်နိုင်ခဲ့ပြီဖြစ်ပြီးတော့အခုဆက်လက်ပြီးတော့လည်းမန်စီမှာနေရာများဖြစ်နေနောက်ထပ်ကစားမတစ်ယောက်ကိုထပ်မံကြိုးစားသွားပွဲရှိနေပါတယ်။နာပိုလီကခေါ်ယူဖို့အတွက်ဂျိုးပန်းလာခဲ့တဲ့ကစားမကတော့ Jack Grealish ပဲဖြစ်ပါတယ်။ Grealish ကတော့မန်စီမှာအနာဂတ်မရှိတော့အတွက်ဒီနေ့မှာအသင်းကနေထွက်ခွာဖို့အတွက်ဂျိုးပန်းနေတာပါ။မန်စီက Grealish ရဲ့ပြောင်းရွှေ့တွေကိုပေါင်45တန်းလောက်ထိလိုချင်နေပါတယ်။မန်စီကနောက်21ခုနှစ်က Grealish အတွက်ပေါင်တန်း100အကုန်ကျခံပြီးတော့ခေါ်ယူခဲ့တာဖြစ်ပြီးလက်ရှိမှာလည်းတပတ်လောက်ခါကိုပေါင်3သိန်းပေးချေနေရတာပါ။နာပိုလီကဂါနာချိုနဲ့ Grealish နှစ်ယောက်ထဲကတစ်ယောက်ကိုခေါ်ယူသွားဖို့စီစဉ်ထားရလည်းဖြစ်ပါတယ်။ဘယ်သူရောက်ရှိသွားနိုင်မယ်လို့ထင်တဲ့ပရိသတ်များပြောပြခဲ့ပါအောင်ခင်ဗျ။